ULAA ပညာရေးကဏ္ဍစနစ်သစ်တွင်ရခိုင်နှင့်မွတ်စလင်ကျောင်းသားများအတူရှင်တွဲပညာသင်ကြားခွင့်ရရှိရခိုင်တွင် ULAA ထိန်းချုပ်ထားသောဒေသများတွင်လူမျိုးရေးဘာသာရေးခွဲခြားမှုကင်းမဲ့သည့်ပညာရေးကဏ္ဍစနစ်သစ်ကိုအကောင်အထည်ဖော်လျက်ရှိရာရခိုင်ကျောင်းသားများနှင့်မွတ်စလင်ကျောင်းသားများသည်အတူတကွရှင်တွဲ၍ပညာသင်ကြားခွင့်များရရှိနေပြီဖြစ်ကြောင်း AB News ကကွင်းဆင်းတွေ့ရှိရသည်ဆယ်စုနှစ်များကြာပညာသင်ကြားခွင့်အကန့်အသတ်များပိတ်ပင်မှုများခံစားခဲ့ရသည့်ရခိုင်နှင့်မွတ်စလင်လူငယ်များသည် ULAA အုပ်ချုပ်ပြီးနောက်ပိုင်းတွင်လူမျိုးရေးဘာသာရေးခွဲခြားဆက်ဆံခြင်းမရှိဘဲဒန်းတူခွင့်ရေးများရရှိလာပြီးဖြစ်ကြောင်းမွတ်စလင်အတိုင်းဝိုင်းကဆိုသည် G12 တက်ရောက်နေသည့်မွတ်စလင်ကျောင်းသားတဦးက၎င်းတို့ရဲ့လက်ရှိအခြေအနေကို AB News သို့ပြောသည်ကျွန်တော်တို့အခုလိုရခိုင်နဲ့မွတ်စလင်ဒန်းတူကျောင်းတက်ခွင့်ရတာကိုဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်ရခိုင်ဆရာဆရာမတွေကမွတ်စလင်ကျောင်းသားတွေကိုရခိုင်ကျောင်းသားတယောက်လိုကောင်းကောင်းမွန်မွန်ဆက်ဆံကြတယ်ဘာသာရေးလူမျိုးရေးခွဲခြားပြီးဆက်ဆံတာမျိုးမရှိပါဘူးအကုန်လုံးဒန်းတူဒန်းမျှပါပဲအဲ့လိုလူမျိုးတစ်မျိုးနဲ့တစ်မျိုးအပြန်အလှန်လေးစားဆက်ဆံနေတာကိုတွေ့ရတော့အယံဝမ်းသာပါတယ်ဟုဆိုသည်ရခိုင်စစ်ကော်မရှင်လက်ထက်တွင်လူမျိုးရေးဘာသာရေးအခြေခံပိတ်ပင်ခံရမှုများကြောင့်ပညာသင်ကြားခွင့်ဆုံးရှုံးခဲ့ရသည့်မွတ်စလင်ကျောင်းသားကျောင်းသူများသည်အာရခပြည်သူတော်လှန်ရေးအစိုးရလက်ထက်တွင်အတူတကွဒန်းတူပညာသင်ကြားခွင့်များရရှိနေသည့်အပေါ်ဂုဏ်ယူဝမ်းမြောက်မိကြောင်းမွတ်စလင်မျိုးသားတဦးကပြောသည်စစ်ကော်မရှင်အုပ်ချုပ်ခဲ့ချိန်ကကျွန်တော်တို့မွတ်စလင်တွေကလွတ်လပ်စွာပညာသင်ကြားခွင့်တွေမရခဲ့ဘူးအကုန်လုံးကန့်သက်ပိတ်ပင်ခံရတယ်လူမျိုးရေးခွဲခြားဆက်ဆံခံရတာတွေရှိတယ်ကောင်းကောင်းမွန်မွန်လည်းမဆက်ဆံကြဘူးနောက်ပြီးမွတ်စလင်ကျောင်းသားတွေဆိုရင်ပိုပြီးနှိမ့်ချဆက်ဆံကြတယ်အခုအာရခတက်တော်ရဲ့အုပ်ချုပ်ရေးအောက်မှာမွတ်စလင်လူမျိုးတွေအနေနဲ့တူရှင်တွဲပညာသင်ကြားခွင့်ရနေတာကိုပြောပြဖို့မတတ်နိုင်လောက်အောင်ဂုဏ်ယူဝမ်းမြောက်မိပါတယ်ဟုဆိုသည်အာရခတက်တော်သိမ့်ပိုက်ထိန်းချုပ်ထားသည့်မြို့နယ်များတွင်ရခိုင်နဲ့မွတ်စလင်အတိုင်းဝိုင်းနှစ်ခုကြားသဟဇာတဖြစ်မှုချစ်ကြည်ရင်းနှီးမှုနဲ့အပြန်အလှန်ဆက်ဆံရေးမှာရခိုင်ကထက်တိတိတတ်တိုးတက်ကောင်းမွန်လာသည်ဟုတွေ့ရှိရသည်ရခိုင်စစ်ကော်မရှင်တဲ့အုပ်ချုပ်စဉ်ကရခိုင်ရှိမြို့နယ်အများပြားတွင်မွတ်စလင်များသည့်လွတ်လပ်စွာဝင်ထွက်သွားလာခွင့်ပိတ်ပင်ခံထားရခြင်းစီးပွားရှာဖွေခွင့်များကျန်းမာရေးစောင့်ရှောက်မှုနှင့်ပညာသင်ကြားမှုကဏ္ဍတို့တွင်ခွဲခြားဆက်ဆံမှုများကြုံတွေ့ခဲ့ရကြောင်းသိရသည်လက်ရှိ ULAA ထိန်းချုပ်သိမ်းပိုက်ထားသောဒေသများတွင်မွတ်စလင်များသည်အများပြည်သူစုဝေးရာလက်ဖက်ရည်ဆိုင်များအေးဆိုင်များဈေးများတွင်တဦးချင်းဖြစ်စေအုပ်စုလိုက်ဖြစ်စေသွာလာနေထိုင်ခွင့်ရရှိနေကြပြီဖြစ်သည်ထို့ပြင်ဈေးဝယ်ခြင်းဈေးရောင်းခြင်းနှင့်ငွေလွှဲငွေထုတ်လုပ်ငန်းများတွင်ပါရခိုင်နှင့်မွတ်စလင်များအကျိုးတူပူးပေါင်းလှုပ်ဆောင်လာသည်ကိုလည်းတွေ့ရှိရသည်ကြောက်တော်မြောက်ဦးနှင့်မင်းများမြို့နယ်များတွင်ရခိုင်နှင့်မွတ်စလင်လူမျိုးများအတူရှင်တွဲကလွတ်လပ်စွာပညာသင်ကြားနေကြသည်ကိုလည်းတွေ့ရှိရသည်သို့တော်လည်းရခိုင်ပြည်အနောက်ဘက်ခြမ်းကြီးဘူးသီးတောင်ရသေ့တောင်နှင့်မောင်းတော်မြို့နယ်များတွင်မူဒေသခံပြည်သူများအားအကြမ်းဖက်လက်နက်ကိုင်အဖွဲ့များမှခြုံခိုပစ်ခတ်တိုက်ခိုက်ခြင်းတပ်ဖြတ်ခြင်းဖမ်းဆီးနှိပ်စက်ခြင်းငွေညှစ်ခြင်းပြန်ပေးဆွဲခြင်းနှင့်လူရဲမှုများစသည့်အကြမ်းဖက်လုပ်ရများကျူးလွန်နေမှုကြောင့်ရခိုင်နှင့်မွတ်စလင်ကျောင်းသားများအတူတကွရှင်တွဲပညာသင်ကြားခွင့်ရရှိရသည့်ကြီးမားသောစိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရကြောင်းတွေ့ရသည်